ပေးလိုက်ရှည်ပြီးတော့ဂျားထဲမှာထည့်တာကိုတိုးပေးလိုက်အဲ့ဒါဆိုအချုံဖြစ်တယ်တပတ်ပေါ့လားအစပြန်လို့တော့တကယ်လို့ဒါကြီးပါနေရဆိုလို့ရှိရင်မတို့ကအဲ့ဒီချိန်ကဘယ်လိုပြန်လုပ်မလဲပုတ်တဲ့အချိန်မှာပဲတော့ကုန်မစိုးနဲ့တော့ပုတ်တဲ့အချိန်မှာပဲအဲ့လိုအစီဖြစ်ခဲ့ဆိုလို့ကလင်ဆာရဲနဲ့အကုန်တုတ်ချလိုက်ပြမယ်နော်စက်တဲမထည့်နဲ့နော်ဒီဟာခုတော့ကုတ်ကတော့စိုးပြီးသွားပြီမှာဒါပုတ်လိုက်တဲ့အချိန်မှာသူအစီစီတွေဖြစ်လို့အဲ့တဲ့မကြိုက်ဘူးဆိုလို့ရှိရင်မတို့ကကလင်ဆာနဲ့တုတ်ချပလိုက်ကလင်ဆာနဲ့တုတ်ချလိုက်ဒါတွေပြန်ပါတော့အဲ့ဒါပြန်ပါသွားပြီဆိုတဲ့ခါကျလို့ရှိရင်မတို့ကဒီတစည်းအပါလေးနဲ့လက်မှာကတ်နေတဲ့အစီကိုတိုက်ချလိုက်ကာလာလေးပပလေးပြန်စိုးစိတ်တော့ရှည်ရမယ်နော်အဲ့တော့ဒီမှာတွေကစိတ်မရှိဘဲနဲ့စက်တက်ထိတ်လိုက်လို့ရှိရင်အချိန်ကြီးရမ်းကျသွားလိမ့်မယ်အဲ့ကြောင့်မှပြောချင်တာအောက်ခံကာလာကိုတေချာညီအောင်စိုးဖို့လိုတယ်လုံးဝအစီအဆန်လေးဘာမှမရှိရအောင်နော်အခုဒီမှာတေချာလေးပြန်လာနော်အဲ့ဒါမှတော့စက်တဲကိုဒီမှာလေးတို့ဆွဲတဲ့ဟာတော့မှဘာခက်ခဲတာလဲဖိဖွားမရဘူးဟုတ်တယ်နော်ဒီမှာလေးပြောရနော်ဒီမှာလေးဖိဖွားမရဆိုတာကကြတော့ဘာလဲဆိုတော့မတို့စုပ်တန်ထိတ်ကလေးမှာဆေးလေးနည်းနည်းလေးပဲယူမယ်စုပ်တန်ထိတ်မှာဆေးနည်းနည်းလေးယူမယ်မတို့ဒီမှာပထမဆုံးဘာလုပ်မလဲဆိုတော့ဒီလိုပဲချလိုက်ခဏလေးပဲချလိုက်ချပြီးတော့လို့ရှိရင်စုပ်တန်ကိုထောင်မယ်ထောင်ပြီးတော့ဒီနေရာလေးကိုမတို့အခင်ရနဲ့ကြည့်မယ်ဆိုလို့ရှိရင်ကနန်းနာမည်တစ်လို့ပဲသဘောထားလိုက်တစ်ကိုဆွဲတတ်တယ်မလားတစ်ကိုဆွဲမှာဒါပေမဲ့မတို့ကစာမို့လို့တစ်နော်စာမို့လို့တစ်ဆိုရင်ပန်းဆိုတော့မတို့အဲ့လိုမျိုးမသွားဘဲနဲ့ဒီလိုမျိုးလေးပဲသွားမှာတစ်ကိုဒီလိုမကွေးသွားတာပဲရှိရအဲ့ဒီခါကျတော့မတို့ဆေးကိုထစ်ကလေးမှာဒီလိုဆက်ချလိုက်တယ်အဲ့ဒါကိုမတို့ဆေးကိုဖိလိုက်မယ်အခုလောက်တော့မယ်ဖိပြီးသွားရင်အောက်ကိုတကယ်ကိုဖွာချလိုက်အဲ့ဖိတဲ့အချိန်မှာတော့အားနည်းနည်းထည့်ရဖိမယ်အားထည့်မယ်ပြီးသွားတယ်ဖွာလိုက်တော့ဒီနေရာလေးကိုတို့လေးထည့်ပေးရခြုံပေးလိုက်နော်ဒီဘက်ချမ်းမှာသူနဲ့ဒန်းသူမဆွဲဘူးလို့ပြောရနော်သူထက်နှိမ့်နိုင်မယ်လက်တောင်ပန်းမလာကြသေးနော်လက်တောင်ပန်းတက်မယ်ဆိုလို့ရှိရင်မတို့ဒီပန်းရဲ့တီကိုရပါလဲဆိုတော့အလေလေးကိုဖိပြီးတော့ဖွာပေးလိုက်ရဲပဲသွားမယ်သူနဲ့ဒန်းသူဖြစ်လာမဖြစ်ဘူးနည်းနည်းလေးနှိမ့်လာတယ်သူလားနောက်တစ်ဖက်လည်းအဲ့လိုပဲသူနဲ့ဒန်းသူဘေးနာဖိပြီးတော့တော့ကတ်မယ်အဲ့လိုညီမဟုတ်ဒါကြီးကညီနေအမားနော်ပန်းဆိုတော့အဲ့လိုတွေ့ပေးရမယ်အဲ့လိုတွေ့မှညီမလေးတို့၅ဘက်လုံးဆက်နော်အဲ့တော့ညီမလေးကမပြောတဲ့အတိုင်းပဲ60ဒီဂရီဒဲမသွားဘူးနည်းနည်းလေးစောင်းမယ်ဖိမယ်ဖွာလိုက်မယ်သူ့ကိုတိုးပြီးတော့ဒီနားလေးကဖိပြီးတော့ကတ်မယ်ဒီဘက်ကနည်းနည်းလေးတိုးမယ်အလဲကရှေ့ကိုရှေ့ပေးရမယ်ရမယ်နော်ပြီးရင်နောက်တစ်ဖက်ဒီလိုပဲထောင်မယ်မဆွဲသလိုပဲလုပ်နော်ဒီလိုပဲလုပ်ဒီလိုကြီးမလုပ်နဲ့အဲ့ဒါအရင်မလာဘူးဒီလိုလေးပဲမတို့စုပ်တန်အောင်အဲ့ကြောင့်လှည့်တန်အောင်လုပ်တာပြီးမယ်